မင်္ဂလာပါတသားမိမိတို့ရေဒီချေလို့ဒီနေ့ပြောပြမယ့်သင်ခန်းစာလေးရတော့ EEE သင်ခန်းစာလေးဖြစ်ပါတယ်။ဒါလေးလဲဆိုတော့ EEE ကဲဒီချေနဲ့တူပေါင်းကြည့်ရအောင်နော်။အာရေလုံးကြီးတင် E အာရေလုံးကြီးတင်စံခတ် E အာရေလုံးကြီးတင်စံခတ် E ဝိဆန်နှလုံးပေါင်း E ကဲနောက်တစ်ခေါက်ဆိုကြည့်မယ်နော်ဒီ channel ဒီနောက်တစ်ခေါက်ဆိုကြည့်အောင်အာရေလုံးကြီးတင် E အာရေလုံးကြီးတင်စံခတ် E အာရေလုံးကြီးတင်စံခတ် E ဝိဆန်နှလုံးပေါင်း E အခုဒီသင်ခန်းစာမှာဘာသိရမလဲဆိုလို့ရှိရင်ဒီမှာအားရဲ့အပေါ်မှာလုံးဝနီးတင်ထားတယ်เนาะအဲ့ဒါကိုလုံးကြီးတင်လို့ခေါ်တယ်ဟုတ်ပြီလားကဲဟုတ်ပြီဒီမှာလုံးကြီးတင်ထဲမှာဘာလေးထည့်ထားလဲအဆန်လေးထည့်ထားတယ်အဲ့ဒါကိုလုံးကြီးတင်စံခတ်လို့ခေါ်တယ်ဟုတ်ပြီเนาะဒါလေးကိုဘယ်လိုခေါ်လဲလုံးကြီးတင်စံခတ်ဒါလေးကိုဘယ်လိုခေါ်လဲလုံးကြီးတင်အဲဆိုရင်ဒီအောက်ကဘာလဲရှိတယ်အာရေးကိုရေးပြီးတော့လုံးကြီးတင်နှစ်ခုပေါင်းလိုက်တော့ E ပြန်ဆိုကြည့်ပါအောင်အာရေးလုံးကြီးတင် E ဟုတ်ပြီကဲဒါလေးကကြတော့လုံးကြီးတင်ပေါ်မှာလုံးကြီးတင်စံခတ်လေးတင်ထားတယ်အဲ့ဒါဆိုရင်ဘလို့အတန်းထွက်မလဲအာရေးလုံးကြီးတင်စံခတ် E ဟုတ်ပြီနော်ကဲနောက်တစ်ခေါက်ဆိုကြည့်ပါအောင်အာရေးလုံးကြီးတင်စံခတ် E နှစ်ခုပြန်တွဲဆိုမယ် E ဟုတ်ပြီကဲနောက်ဆုံးတစ်ခုမှာဗာလေးတွေ့တယ်ဒီမှာလုံးကြီးတင်ပါတယ်စံခတ်ပါတယ်အဲ့ဆိုလုံးကြီးတင်စံခတ် E ဟုတ်ပြီနော်အဲ့ဒါကိုဝိဆန်နှလုံးပေါင်းထပ်ထည့်လိုက်တယ်အဲ့ဒါဆိုအတန်လေးကိုပို့ပြီးတော့ဆွဲသွားမယ်အာရေလုံးကြီးတင်စံခတ် E ဝိဆန်နှလုံးပေါင်း E အဲ့ဆိုအကုန်ပြန်ပေါင်းဆိုကြည့်အောင်အာရေလုံးကြီးတင် E အာရေလုံးကြီးတင်စံခတ် E အာရေလုံးကြီးတင်စံခတ် E ဝိဆန်နှလုံးပေါင်း E ရမလားဒီဟာလေးကိုဘယ်လိုခေါ်လဲအပေါ်မှာလုံးလေးတင်ထားတာကိုလုံးကြီးတင်ဟုတ်ပြီနော်ကဲဒါလေးကိုလုံးကြီးတင်မှာအစံလေးခတ်ထားရင်လုံးကြီးတင်စံခတ်ဟုတ်ပြီနော်ဒီမှာလုံးကြီးတင်စံခတ်တွေဘာလေးပုံသွားလဲဝစ်ဆန်နှလုံးပေါင်းအဲ့ဒါဆိုလို့ရှိရင်လုံးကြီးတင်စံခတ်လုံးကြီးတင်စံခတ်ဝစ်ဆန်နှလုံးပေါင်းကဲအဲ့ဒါလေးကိုဆိုကြည့်ရအောင်အာရေလုံးကြီးတင် E အာရေလုံးကြီးတင်စံခတ် E အာရေလုံးကြီးတင်စံခတ် E ဝိဆန်နှလုံးပေါင်း E ရမနော်ကဲဟုတ်ပြီအဲ့ညမှာဒီချေတို့ကနေရာမှာဘာလေးအစားထိုးပြီးတော့ဆိုကြည့်မယ်စာလုံးဟုတ်တယ်ဒါပါလိလေစာလုံးလေးကိုဒီချေတို့ကအစားထိုးပြီးတော့ဆိုကြည့်မယ်နော်ကဲအဲ့ဆိုရင်ဘယ်လိုဆိုမလဲဒီချေတစ်ခေါက်ဆိုပြမယ်ဒါပြီးရင်တသားမိမိတော့အနောက်ကနေလိုက်ဆိုမယ်နော်စာလုံးရေလုံးကြီးတင်စီစာလုံးရေလုံးကြီးတင်စံခတ်စီစာလုံးရေလုံးကြီးတင်စံခတ်စီဝိဆန်နှလုံးပေါင်းစီကဲတသားမိမိတို့ဆိုလဲလှည့်ဆိုကြည့်မယ်ရမလားကဲဟုတ်ပြီဒီအောက်မှာဒီရုပ်ဆောင်ကစီးဆိုတာပါတယ်သိရဟိုမှာယထာတွေစီးတယ်ကားတွေစီးတယ်ဟုတ်ပြီနော်ဒီမှာစီးဆိုလို့ရှိရင်ပစ္စည်းလေးတွေညီညာစီထားတယ်ကဲဟုတ်ပြီခဏလေးဆိုကြည့်အောင်စာလိန်ရေလုံးကြီးတင်စီစာလိန်ရေလုံးကြီးတင်စံခတ်စီစာလိန်ရေလုံးကြီးတင်စံခတ်စီဝိဆန်နှလုံးပေါင်းစီဒီစီရစားတဲ့စီဒါကစီတီတို့စလုံးလေးမှာပေါင်းတယ်စီနော်ရေးတော့စီတီဆိုရင်စီတီနော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီချဲကိုဒါလေးဆိုပြပါအောင်တာမီရိုဆိုတဲ့လှည့်ဆိုကြည့်မယ်နော်စားလေးရေလုံးကြီးတင်ကဲရမလားဟုတ်ပြီကဲဒီမှာနောက်တစ်လုံးကဒါလေးကဘာလေးလဲ
ညဟုတ်တယ်ညာရေးလုံးကြီးတင်ညညာရေးလုံးကြီးတင်ဆိုင်ခန်းညီညာရေးလုံးကြီးတင်ဆိုင်ခန်းညီဝတ်ဆန်နှလုံးပေါင်းညီကဲနောက်တစ်ခါပြန်ဆိုမယ်ညာရေးလုံးကြီးတင်ညာရေးလုံးကြီးတင်ဆိုင်ခန်းညီညာရေးလုံးကြီးတင်ဆိုင်ခန်းညီဝတ်ဆန်နှလုံးပေါင်းညီကဲဟုတ်ပြီကဲနောက်တစ်ခုကဘာလိလဲဒါလည်းဘာလိလဲတောင်းဝင်းပူဟုတ်ပြီတောင်းဝင်းပူရေလုံးကြီးတင်တိတောင်းဝင်းပူရေလုံးကြီးတင်ဆိုင်ခတ်တီတောင်းဝင်းပူရေလုံးကြီးတင်ဆိုင်ခတ်တီဝစ်ဆန်နှလုံးပေါင်းတီကဲနောက်တစ်ခုဆိုကြည့်အောင်နာငယ်ရေလုံးကြီးတင်နာငယ်ရေလုံးကြီးတင်ဆိုင်ခတ်နီနာငယ်ရေလုံးကြီးတင်ဆိုင်ခန်းနီဝတ်ဆန်နှလုံးပေါင်းနီအဲ့ဒါဆိုကြည့်မယ်နော်အီစီညီတီနီကဲဟုတ်ပြီကဲဒီမှာနှစ်ခုရှိသေးတယ်အဲ့နှစ်ခုလေးဆက်ပြောအောင်ကဲဒါပါလေးတယ်ပါဟုတ်တယ်ပါရေလုံးကြီးတင်ပိပါရေလုံးကြီးတင်ဆိုင်ခတ်ပိပါရေလုံးကြီးတင်ဆိုင်ခတ်ပိဝိဆန်နှလုံးပေါင်းပိမအောက်မှာဒါပါလေးတယ်မာရေလုံးကြီးတင်မာရေလုံးကြီးတင်ဆိုင်ခတ်မိမာရေလုံးကြီးတင်ဆိုင်ခတ်မိဝိဆန်နှလုံးပေါင်းမိဒါလေးอ่ะပိဒါလေးဟာမိရမလားကဲအဲ့ဒါဆိုရင်ဒီချက်တို့နောက်ထပ်တစ်ခန်းကိုနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်